share တက်မှာပဲ share တော့3လောက်400ဒီနံပါတ်3လောက်400ကြားရ reason မရှိဘူးဘယ်မှမရောင်းရတော့ SMB ကကြာဒါစတော့ပဲ Asian market time နဲ့ဆိုတော့ SMB တူငါတော့450လောက်ပြန်လင်းတယ်ရောင်းဒီငါတော့လည်းပြန်ကျွန်းနေငါတော့ဘာမှ30လောက်ပဲပြန်SMB တော့ကြာပြီရှင်းပေါင်းတယ်ရှင်းထား50ပဲကြာတော့ဒါဒီတိုင်းပဲဟိုလိုယူလို့ဒီ trade ကတော့ရောင်းနေကြမယ်ဒီ trade ကတော့ဝယ်ဒီလူမှာတော့ Asian market မှာတက်တယ်ဒါပေမဲ့ share ဘယ်လိုမှကြားတယ်ဒီဘောတော့ကြောင်းမှာငါဒီအားလုံး Friday evening probably ဘောပြီးတော့တောင်းနေတယ်ဘောလေးက90လောက်မှတကြောင်ရက်ပြီးတော့ဒီတော့450နဲ့တော့350နဲ့တော့450 range လောက်လိုရတယ်အဲ့တော့it's very sad ဒီတက်နေသည် Bitcoin ကကြာမှာပဲဒီတက်နေသည် cryptocurrency ကကြာမှာပဲဒါတစ်ချက်အခုလိုကဘာရေးမငြိမ်မသက်ဖြစ်တာတို့စီးရီးယားပြဿနာတို့ဗာလဲပါလက်စတိုင်းပြဿနာတို့ဒေါ်နယ်ထရန့်တရုတ်နဲ့အယူပြဿနာရုရှားပြဿနာတစ်ချက်ကျွတ်မှ Bitcoin တက်အဲ့တဲ့အဲ့ဒါ selling opportunity ဒါပဲ that's my Bitcoin crypto focus is that အမှန်တရားပြောလို့ Bitcoin ဒီနေ့ဒီ every cryptos ကဘယ် crypto မှဟိုဒီနေ့ကနေအခုလောလောဆယ် global tension တွေအရာဒီနေ့ဒီဘယ် crypto မှသွားပြီးတော့အဲ့ဒါဘာကိုကြည့်ပြီးပြောရလဲဆိုတော့ Ethereum ကိုကြည့်ပြီးပြောရတယ် Bitcoin ပြီးရင် most famous and most eligible crypto က ETH เนาะအဲ့ ETH လေးကိုကြည့်လိုက်လွန်ခဲ့6နှစ်ကငါတို့တော်တော်1300ဆင်းတယ် which means ETH ကအခုချိန်မှာ Bitcoin 8000ဆို ETH ရှုပ်တယ်ပြီး2006 2009ဖြစ်နေတာအခု ETH ကိုဖြစ်ဖို့တယ် ETH ဘယ်လောက်လဲဆိုတော့1600စီ so ETH မှာ I traded ETH မှာ1200လောက်တော့မှ ETH ကို trade တဲ့အချိန် ETH 1200 1000ဖြစ်တဲ့အချိန် Bitcoin 3000ပဲရှိတယ်။ Bitcoin 9000ဆိုရင် ETH က2600ဖြစ်2000 2008ဖြစ်နေတာ the fact that ETH ကမတက်နေဘူးဆိုအဓိပ္ပာယ်က Bitcoin ကလူတွေအများကြီးကင်တာလို့မကြဘူးလူနည်းစုကင်တဲ့ crypto တွေအကုန်လုံးလူတွေကတောင်းနေပြီရောင်းပြီးတော့ဥနာကိုရှေ့ဝယ်နေပြီရောင်းပြီးဒေါ်လာကင်ထားနေပြီရောင်းပြီးတော့ stocks တွေဝယ်နေပြီ is what they are sheep I think crypto markets will be gone or will just people are losing scamming down in it. Oh, can you like rule can hold it and stop how like real push on I think I don't want to do basketball game in my day machine currency to put on a maybe cryptocurrency Bitcoin sponsor by Bitcoin you are low basketball sponsor be a show low in so Bitcoin how many dollars you will have on in the job they don't you ညောင်းထားပြီးတော့သူတို့ထွက်နေရလို့သုံးသက်တာ ETH ကတော့နည်းတယ်သူထွက်တဲ့ကောင်နဲ့ထွက်တယ်ပြီး ETH က mostly Dubai ကလာတွေကိုင်တာများတာပုံမှာဒီကောင်တွေကထွက်လိုက်ပြီထွက်လိုက်ဆိုတဲ့အနေထားမှာဒီကောင်တွေကသူတို့ဟိုကင်ထားလို့တော့မဟုတ်သူတို့ရဲ့ sales ကို smooth ဖြစ်အောင်ကျင်ညာတွေက ETH နဲ့ Dubai မှာကားဝယ်လို့ရတယ်အိမ်ဝယ်လို့ရတယ်လို့ကျင်ညာရတယ် the moment နဲ့ ETH ကို transfer လုပ်ပြီး Dubai ကောင်ပေးရတယ်အဲ့ကောင်ချက်ချင်းအရတဲ့ပတ်စံကိုဒေါ်လာပြန်လုပ်လိုက်5% ရှုံ 1% ရှုံ so just for the promotion and just for the marketing of the business they're doing that but in actual then I'm holding the US dollar I'm holding good I don't think the crypto market will live on stocks were not good low they don't lay out the jam and they don't charge jam away as I mean I don't see ya young and the other one don't know or I won't move to Netflix got 1000လောက်ကနေပြီးအခု800ကျော်900လောက်ဖြစ်တယ်နဲ့တူတယ်ဆိုတော့ American stocks အနေနဲ့ပြောမယ်ဆို individual stocks တွေအနေနဲ့ပြောမယ်ဆို American stock တွေကတက်စရာ reason မရှိတော့ဘာအတွက်တက်ရမှာလဲဆိုတာမရှိတော့ because America တော်တော်များထုတ်တာကား company တွေထုတ် America car export လုပ်တယ် American car company တွေအကုန်လုံး American cars are not better than China car so American chart products တွေအကုန်လုံးကလည်းသူတို့အရင်တော့ technological products တွေအကုန်လုံးကလည်းChina မမီတော့ so Chinese people are producing the ဘယ်လိုပြောမလဲဟို quality မကောင်း quality ကောင်းတဲ့ပစ္စည်းတွေကိုဈေးနဲ့နဲ့ထုတ်တဲ့ Chinese products တွေဖြစ်သွားတယ်အရင်ကငါတို့ထင်တဲ့ချင်းချောင် brand ဟိုကောအစုပ်လုံးနဲ့လုပ်ပြီးတော့ဈေးတက်တာလုပ်တဲ့ဟာမျိုးမဟုတ်တော့ဘဲနဲ့သူတို့ကလည်းကောင်းအောင်မလုပ်ပြီးတော့
ကောင်းမွန်ဈေးတစ်ခုနဲ့ရောင်းတယ်အဲ့ဒီရောင်းတဲ့ဈေးက way better than Americans are selling through America ပြည့်ပစ္စည်းကိုဘူးမှဝယ်မှာမဟုတ်တော့ဘူး so next scope ရပြောမယ်ဆိုတော့ policy ပြင်ပြီးတော့တရုတ်နဲ့ညှိနှိုင်းပြီးတော့ America သူက advantage ရတဲ့နည်းလမ်းတစ်ခုရှာမရှာအောင်ဆိုရင် American stocks are going to go down ဘာလို့ဆိုအခု Donald Trump လုပ်တဲ့ဟာလေသူက American နိုင်ငံမှာ manufacturing လုပ်ပါဆိုတဲ့ရည်ရွယ်ချက်နဲ့လုပ်ပြီးတရုတ် tariff ကိုညှင့်ချလိုက်တာအဲ့တော့ Tesla ကားစိုက်ရုံတရုတ်ပြည်မှာရှိတယ်အကုန်လုံးတော်တော်များများရဲ့ America ကိုသွင်းနေပစ္စည်းရဲ့စိုက်ရုံတွေအကုန်လုံးတရုတ်ပြည်မှာရှိအဲ့ဒီလုံးတွေအကုန်လုံးသွင်းတဲ့ပစ္စည်းအကုန်လုံး Donald Trump က100%ရာခိုင်နှုန်းအကုန်ကောက်လိုက်ခြင်းအဖြစ်ဘာဖြစ်စီလဲဆိုတော့ America မှာ factory တွေလာထောင်လို့လုပ်လိုက်America မှာ factory တွေလာထောင်လိုက်ပြီဆိုရင် there is no need for China intermediary so the volume don't like that China not only helping Americans to produce products in their country they're also producing their own fucking products at the same time so then now Tesla ပဲသူ့နိုင်ငံမှာသွား manufacturing factory စောက်လုပ်ခွင့်ပေးထားမှာမဟုတ်တခြားသူကိုပိုင် BYD ကိုလည်းသူထုတ်လို့အဲ့တော့ Tesla China မှာ manufacturing လုပ်ပြီး produce လုပ်တဲ့ Tesla car is selling throughout all Asians right America တော့မသွားတော့ဘူးဘာလို့ America tariff ပြင်ထားတော့ so it's selling throughout all Asians all Asia ကို sell လုပ်နေရတယ်ရှိတော့သူ America ကိုပြန်ဝင်လို့မရတော့ all tariff ကအကြီးပြင်ထားတယ်အဲ့ America မှာ California manufacturing Tesla ပဲ America မှာရှိတော့မယ်America မှာ Ford ကိုလည်းFord ကို American company American နိုင်ငံမှာရှိရတာပဲ America မှာရှိပြီးတော့ imports from American brand import from other companies ကမရှိတော့ပြသွားလိမ့်America ရဲ့ S&P ကို product လုပ်သွားတာဖြစ်တဲ့ Facebook တို့ Instagram တို့ Snap တို့နော်ပြီးတော့ Netflix တို့မမြင်ရတဲ့ဟာ Netflix ဆိုရင်တန်ဖိုးကဘာလဲကျခုရဲ့တန်ဖိုးက$5 million ကုန်တယ်$10 million ကုန်တယ်သူတို့ stock shares တွေရတဲ့ပစ္စည်းတွေကုန်တယ်ရုပ်ရှင်ရိုက် TV show ရိုက်တယ်မင်းတွေပေးbasically ငါတို့ကြည့်နေ2 နာရီခွဲရုပ်ရှင်တစ်ပုဒ်ကဒေါ်လာ30တန်နေရတယ်So Netflix is already reached to its capacity to to data ပို့ပြီး subscriber user တွေရကြမရှိတော့ right to အခုတရုတ်ကိုလည်းသူ partner လို့မရတော့ဘူး India already being partner with Netflix so Netflix already ပါခေါ်လာ price ceiling ထိသွားတယ်ဒီတော့ဒီထက်ကောင်းပြီး driver ဒီထက်ပိုရအောင်လုပ်လို့မရတော့ပြောချင်တာလူတွေကောင်းမွေးတဲ့လူတိုင်းAmerica မှာမွေးတဲ့လူတိုင်း Netflix ကြည့်ရတယ် yes American နိုင်ငံသားတိုင်း Netflix ကြည့်ရတယ်အဲ့တော့ Netflix ကလည်းပတ်စံရတို့ကအဲ့ရတဲ့ပတ်စံ revenue ကိုတို့ကလည်းပြောချင်တာကွာတစ်နှစ်ကိုဟာတာက9ကအရှင်က9ကအဲ့ capacity တဲ့ကြော်ပြီးတဲ့တို့ရိုက်လို့လည်းမရတော့တို့လည်းပြည့်နေဇလန်းတွေလည်းကုန်နေပြီအရာကအကုန်ပြီဇလန်းလည်းကုန်ပြီ Pablo Escobar to Mexican law to ရှိသမျှမရင်းမှုရှိသမျှဟာအကုန်လုံးရုပ်ရှင်အခြေခံပြီး American Netflix လိုက်ရိုက်နေတယ်ကုန်ပြီပြောချင်တာ nothing interesting anymore ဘာမှအရင်တော့ငါတို့လည်းမသိဘူး Netflix ကွာပြီးပါမရှိတော့ဘူးဂျင်းပြီးပါ Netflix is fucked so အဲ့လို Netflix ကို stock တွေအကုန်လုံး fuck ဖြစ်ပြီဆိုရင် S&P ကခုနကပြောတဲ့ S&P ကိုထိန်းနိုင်တာ physical stock ဖြစ်တဲ့ Tammany တို့အဲ့လိုမျိုးရေနံတို့အဲ့လို stock တွေကပဲ S&P ကို stabilize ဖြစ်အောင်လုပ်နိုင်ဟိုကောင်တွေကသွားတော့ Netflix ကလည်း share 50နဲ့ငါမှန်း650 Netflix ကပြန်ထိုးမှာကြည့် Mike Tyson ကိုရှောက်လို့လေအောင်မအောင်ညာဆောက်ဆိုင်ကပေးလိုက် nobody is watching ငါလည်းအရင်တော့လုပ်ခင်က excited တွေပဲဖြစ်Netflix က live streaming ဖြစ်မယ်ဆိုပြီးတော့ but in actual Netflix live streaming is not successful ဒီကဘယ်ကောင်မှ9နိုင်စောက်ပြီး live stream ကိုမကြည့်ရတဲ့ Netflix live stream program is stupid ဟုတ်လားမှန်လား Netflix ကငါတို့အားလုံး feed လာတဲ့အချိန်မှာကိုကြည့်မှာမင်းတို့ live ပြသတဲ့အချိန်မှာ TV program ကိုဘယ်သူမှစောင့်မကြည့်ရတဲ့အတွက်အဲ့ idea ကြီးက stupid ပါဒါလို့ US နဲ့သူ partner လုပ်ပြီးတော့ USC ထိုးဝဲတွေပြတယ်ဘယ်ကောင်မှ Netflix မှာတက်ပြီး USC ထိုးဝဲမကြည့် Netflix audience and UFC audience is not the same and people so ပြောနေတယ်ဆောက်ဆိုင်နေကို Netflix ကချိုးသားနေတော့လည်းကုန်အောင်မှာဖြစ်လာမှာမဟုတ်တော့ဒါတော့အဲ့လိုလို့ဟိုမှာ subscriber တက်ရင်တော့တို့လောက်တာဟုတ်တယ်ဆို subscriber ထိုးတာဥပမာဒါလေးလို့ဟိုမှာ subscriber တို့သုံးလားနေကျင်းညာ Netflix ကိုကြည့်ကြာဘာမှမရှိ Facebook ကလွန်ခဲ့တဲ့2နှစ်ခွဲ3နှစ်က80ဟို Facebook က900 800ဖြစ်နေဝါဟဲ့ it doesn't make sense anymore ဘူးဒီမှာ JP Morgan တို့ဘာလို့အစားဒီနေ့အမြင်ဆုံး9600လို့ပေးတာငါလည်းအဲ့လိုပဲမြင်တာပဲအခုဒီက they will be crashing it again